အသင်းအဆင့်မှာအမြင့်ဆုံးပြိုင်ပွဲလို့ပြောရမယ့် Champions League ရဲ့ Final ပွဲစဉ်တိုင်းဟာသူ့အတိုင်းအတာနဲ့သူပြိုင်ဆိုင်မှုပြင်းထန်တဲ့ပွဲကောင်းတွေပါအဲ့ဒီအထဲကမှအကောင်းဆုံးလို့သတ်မှတ်နိုင်တဲ့ Final 10 ပွဲကိုဇကာရင်ရွေးထုတ်ပြီးတင်ဆက်ပေးလိုက်ပါတယ် Carius Bill Final Real က Liverpool ကို 3-1 နဲ့အနိုင်ရခဲ့တဲ့2018 Final ဖြစ်ပါတယ်အဲ့ဒီပွဲနဲ့ပတ်သက်ရင် Liverpool ဂိုးသမား Carius နဲ့ Real တောင်ပန်ကစားသမား Gareth Bale တို့ကိုအဓိကအမှတ်ရနေမှာဖြစ်တာကြောင့် Carius Bill Final လို့ခေါ်ရတာပါ Liverpool ဟာဂိုးသမား Carius ရဲ့တောင်နိုင်တဲ့အမှားကနေ Benzema ရဲ့ဦးဆောင်ဂိုးကိုခွင့်ပြုခဲ့ရပါတယ်မာနီးကခြေပါဂိုးတစ်ခုပြန်သွင်းပေးခဲ့ပေမဲ့လူစားဝင်လာတဲ့ Gareth Bale ရဲ့တေသက်တဲ့ bicycle kick ကန်ချက်နဲ့ Real ကထပ်ပြီးဦးဆောင်နိုင်ခဲ့ပါတယ်အဲ့ဒီနောက် Bale ရဲ့အဝေးကန်ချက်ကို Carius ဖမ်းဖို့ကြိုးစားရမှာနောက်တစ်ချိန်အမှားကျူးလွန်မိခဲ့ပြီး 3-1 ဖြစ်သွားစေခဲ့ပါတယ်အဲ့ဒီပွဲနောက်ပိုင်းမှာ Carius ဟာ Liverpool အတွက်လုံးဝပွဲထွက်ကစားခွင့်မရတော့ပါဘူးဖလား၃လုံးဘာကာဘာစီလိုနာက Juventus ကို 3-1 နဲ့အနိုင်ရခဲ့တဲ့2015 Final ဖြစ်ပါတယ်။ Messi, Suarez, Neymar တို့ရဲ့ MSN အတွဲလျှံတောက်ကြော်ကြားနေချိန်မှာပဲ။ Rakitic ရဲ့ဦးဆောင်ဂိုးကို Morata က 1-1 ဖြစ်စေခဲ့ပေမဲ့ Suarez နဲ့ Neymar က Barca အတွက်အနိုင်ဂိုးတွေအသီးသီးသွင်းယူပေးခဲ့ကြပါတယ်။အဲ့ဒီရာသီမှာဘာစီလိုနာဟာ La Liga ဖလား၊စပိန်ဘုရင်ဖလားနဲ့ Champions League ဖလားတွေကိုတပြိုင်နက်ဆွတ်ခူးနိုင်ခဲ့ပြီး Triple 2 ကြိမ်ရခဲ့တဲ့ပထမဆုံးအသင်းအဖြစ်လည်းမှတ်တမ်းဝင်ခဲ့ပါတယ်။ Atletico အသဲကွဲတဲ့ညReal နဲ့ Atletico တို့ Madrid Derby အဖြစ်ထိပ်တိုက်တွေ့ဆုံခဲ့တဲ့2014 Final ပွဲဖြစ်ပါတယ်။ Atletico ဟာတကယ့်သမိုင်းဝင်အောင်မြင်မှုကြီးရဖို့စက္ကန့်အနည်းငယ်အလိုအထိရောက်ခဲ့တာပါ။နောက်ခံလူ Diego Godin ရဲ့သွင်းဂိုးနဲ့ပွဲပြီးကန်ဒီအထိဦးဆောင်နိုင်ခဲ့ပေမဲ့ Ramos ရဲ့နောက်ဆုံးမိနစ်ခေါင်းတိုက်ချေပါဂိုးကြောင့်အချိန်ပိုဆက်ကစားရဖို့ဖြစ်လာခဲ့ပါတယ်။အချိန်ပိုမှာတော့ Gareth Bale, Marcelo နဲ့ Ronaldo တို့က Real အတွက်အနိုင်ဂိုးတွေဇက်တိုက်သွင်းယူပေးခဲ့ပြီးသူတို့အတွက်10ကြိမ်မြောက် Champions League ဖလားကိုဆွတ်ခူးသွားနိုင်ခဲ့ပါတယ်။တီကိုကစားသမားနဲ့ပရိသတ်တွေအသေးကွဲခဲ့ရတဲ့ညပါပဲ။ Drogba Final Chelsea က Bayern Munich ကို penalty အဆုံးအဖြတ်နဲ့အနိုင်ရခဲ့တဲ့2012 Final ဖြစ်ပါတယ်။2012 Champions League Final ကိုသူတို့ရဲ့အိမ်ကွင်း Allianz Arena မှာကျင်းပခဲ့တာဖြစ်တဲ့အတွက် Bayern Munich ဟာအိမ်ကွင်းအားသာချက်ရခဲ့ပါတယ်။ကိုကွင်းကိုပရိသတ်ရှေ့မှာဖလားယူဖို့ဆုံးဖြတ်ထားတဲ့ Bayern Munich ဟာ Thomas Muller ရဲ့ဂိုးနဲ့ဦးဆောင်နိုင်ခဲ့သလိုပွဲချိန်အများစုကိုလွှမ်းမိုးထားခဲ့ပါတယ်။ဒါပေမဲ့ Drogba ရဲ့88မိနစ်ချေပါဂိုးကြောင့်ပွဲကအချိန်ပိုတွေပယ်နယ်တီတွေအထိရောက်သွားခဲ့ပြီးပယ်နယ်တီအဆုံးအဖြတ်မှာတော့ Chelsea က 4-3 နဲ့အနိုင်ရခဲ့ပါတယ်။ပွဲချိန်အတွင်းမှာအဖိုးတန်ချေပါဂိုးသွင်းပေးနိုင်ခဲ့သလိုနောက်ဆုံးပယ်နယ်တီအဆုံးအဖြတ်ဂိုးကိုအမှားအယွင်းမရှိအဝင်ကန်သွားတာလဲ Drogba ပဲဖြစ်နေတာကြောင့်ဒီပွဲကို Drogba Final လို့တင်စားရမှာပဲဖြစ်ပါတယ်။ United ကိုပြက်သားချေမှုန်းခဲ့တဲ့ Barca 2017 Final ကတော့ United ပရိသတ်တွေမေ့ပစ်ထားရမယ့်ပွဲပါပဲအသင်းနှစ်သင်းကြားခြေစွမ်းကွာဟမှုအတော်လေးကြီးမားခဲ့တဲ့ပွဲတစ်ပွဲဖြစ်ပါတယ်။ Messi, Xavi, Iniesta တို့ရဲ့ Tiki Taka အကောင်းဆုံးအချိန်ကို United အနေနဲ့ဘယ်လို့မှမဟန့်တားနိုင်ခဲ့ပါဘူး။ Pedro ရဲ့ဦးဆောင်ဂိုးကို Rooney ကပြန်ချေပခဲ့ပေမဲ့ Messi နဲ့ David Villa တို့ရဲ့သွင်းဂိုးတွေကြောင့် Barca က 3-1 နဲ့အနိုင်ရသွားခဲ့ပါတယ်။ Liverpool ရဲ့အံ့အားသင့်ဖွယ် comeback 2005 ခုနှစ် Champions League Final ပထမပိုင်းအပြီးမှာ AC Milan က Liverpool ကို3 ဂိုးပြတ်ဦးဆောင်ထားပါတယ်။ပွဲအစ10မိနစ်မှာပဲ Maldini ကဦးဆောင်ဂိုးသွင်းခဲ့ပြီးပထမပိုင်းမှာ Crespo ကနှလုံးထပ်သွင်းခဲ့တာပါ။အဲ့ဒီတုန်းက AC Milan ရဲ့ကစားသမားအင်အားအရပထမပိုင်း3 ဂိုးပြတ်ဦးဆောင်ထားပြီးတဲ့နောက်မှာ Liverpool အတွက်ဘာမျှော်လင့်ချက်မှမရှိတော့ဘူးလို့ယူဆရပါတယ်။ပထမပိုင်းအပြီးမှာထပြန်သွားကြတဲ့ Liverpool ပရိသတ်တွေလည်းမနှဲပါဘူး။ဒါပေမဲ့Liverpool ဟာတကယ်ကိုအံ့အားသင့်ဖွယ်ကောင်းလောက်အောင်ပြန်လာနိုင်ခဲ့ပါတယ်။ Gerrard, Smith နဲ့ Xavi Alonso တို့ကခြေပါဂိုးတွေဇက်တိုက်ပြန်သွင်းပေးခဲ့ပြီး 3-3 ဖြစ်သွားခဲ့တယ်။ Liverpool ဂိုးသမားဒူးတက်ကလည်းပွဲချိန်အတွင်းမှာလက်စွမ်းပြကာကွယ်မှုတချို့လုပ်ခဲ့သလိုပယ်နယ်တီအဆုံးအဖြတ်မှာလည်း Pirlo နဲ့ Shevchenko တို့ရဲ့ကန်ချက်တွေကိုကာကွယ်သွားနိုင်ခဲ့ပါတယ်။ဒါကြောင့်ပယ်နယ်တီမှာ Liverpool က 3-2 နဲ့အနိုင်ရပြီး Champions League ဖလားကိုအံ့အားသင့်ဖွယ်ဆွတ်ခူးနိုင်ခဲ့ပါတယ်။တကယ်ကို amazing comeback ပါပဲ။ဒီဒန်ရဲ့မြေမကျကန်ချက် Real Madrid က Leverkusen ကို 2-1 နဲ့အနိုင်ရခဲ့တဲ့2002 Final ပွဲဖြစ်ပါတယ်။ Raul Gonzalez က Real အတွက်ဦးဆောင်ဂိုးသွင်းပေးခဲ့ပြီး Leverkusen နောက်ခံလူ Lucio က 1-1 ဖြစ်စေခဲ့ပါတယ်။ဒါပေမဲ့ဒီပွဲနဲ့ပတ်သက်လာရင်အမှတ်တရဖြစ်စရာအကောင်းဆုံးကတော့မြေမကျကန်ချက်နဲ့လှပသွင်းယူသွားခဲ့တဲ့ Zidane ရဲ့အနိုင်ဂိုးပါပဲ။
3 မိနစ်မန်ယူမန်ချက်စတာယူနိုက်တက်နဲ့ဘိုင်ယန်မြူးနစ်တို့ရဲ့1996 Final ဖြစ်ပါတယ်ရှင်ခုံစိတ်လှုပ်ရှားစရာအကောင်းဆုံးချန်ပီယံလိဂ်ဖိုင်နယ်ပွဲတစ်ပွဲအဖြစ်ဒီနေ့အထိပြောစမှတ်တွင်နေပါတယ်မာရီယိုဘတ်စလာရဲ့အစောပိုင်းသွင်းကိုကြောင့်ယူနိုက်တက်ဟာတပွဲလုံးနောက်ကနေလိုက်ကစားခဲ့ရတာဖြစ်ပါတယ်ဒါပေမဲ့လူစားဝင်ကစားသမား2ယောက်ဖြစ်တဲ့ရှယ်ရင်ဂန်နဲ့ဆိုရှာတို့ရဲ့အချိန်ပိုသွင်းကိုတွေနဲ့ယူနိုက်တက်ဟာချန်ပီယံလိဂ်ဖလားကိုစွတ်ခူးသွားနိုင်ခဲ့ပါတယ်အဲ့ဒီရာသီမှာယူနိုက်တက်ဟာပရီးမီးယားလိဂ်ဖလားနဲ့ FA ဖလားတွေကိုလည်းစွတ်ခူးနိုင်ခဲ့တာကြောင့်တရာသီထဲမှာဖလား3လုံးရခဲ့တဲ့ပထမဆုံးအင်္ဂလန်ကလပ်အသင်းအဖြစ်မှတ်တမ်းဝင်ခဲ့ပါတယ်ဒီစံချိန်ကိုပြီးခဲ့တဲ့စနေနေ့ကမှမြို့ကန်ပြိုင်ဘက်မန်စီးတီးကအမီလိုက်နိုင်ခဲ့တာပါ IS လူငယ်လေးများလူငယ်ခြေတက်တွေမွေးထုတ်ပေးတဲ့နေရာမှာတော့ IS ဟာနာမည်ကြီးအသင်းပါပဲဒါအပြင်သူတို့ဟာဒီလိုလူငယ်လေးတွေနဲ့ချန်ပီယံလိဂ်ဖလားကိုစွတ်ခူးနိုင်ခဲ့ဘူးပါတယ်1995 Final မှာ IS က AC Milan ကို 1-0 နဲ့အနိုင်ရခဲ့တာပါအဲဒီတုန်းက IS နီးပြက Louis van Gaal ဖြစ်ပြီးသူ့အသင်းမှာနယ်သာလန်ကစားသမား9ယောက်အထိပါဝင်နေခဲ့ပါတယ်9ယောက်က IS Academy အတွက်ကစားသမားလေးတွေပါဖလားရချိန်မှာ IS အသင်းရဲ့ပြိုင်မြအသက်က23နှစ်ဖြစ်ပြီးချန်ပီယံလိဂ်ဖလားရဘူးတဲ့အသင်းတွေထဲမှာပြိုင်မြအသက်အငယ်ဆုံးအသင်းဖြစ်မှတ်တမ်းဝင်ထားပါတယ်ဂိုးအပြတ်ဆုံး Final ဘာစီလိုနာနဲ့ AC Milan တို့ရဲ့1994 Final ပွဲစဉ်ဖြစ်ပါတယ်အဲ့ဒီအချိန်မှာဘာစီလိုနာကဖလားရဖို့ပိုပြီးရေပန်းစားနေခဲ့တာဖြစ်ပေမဲ့တကယ်တမ်းပွဲကစားချိန်မှာတော့ AC Milan က4ဂိုးပြတ်နဲ့အနိုင်ယူသွားခဲ့ပါတယ်ဒါဟာချန်ပီယံလိဂ်ဖိုင်နယ်သမိုင်းတစ်လျှောက်မှာဂိုးအပြတ်ဆုံးပွဲစဉ်တစ်ပွဲပါပဲကဲပရိသတ်တွေအကြိုက်ဆုံးချန်ပီယံလိဂ်ဖိုင်နယ်ကရောဒီ10ပွဲတွေကဘယ်ပွဲဖြစ်မလဲဒါမှမဟုတ်ဒီအထဲမှာမပါတဲ့ဖိုင်နယ်ပွဲတစ်ပွဲများဖြစ်နေမလားကို့အကြိုက်ဆုံးပွဲလေးတွေပြောပြခဲ့ကြပါဦး